တို့သုံးလောကထွတ်ထသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်သာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါခုနှစ်အရွယ်ရှိတဲ့သူကျွယ်ရဲ့သားလေးတစ်ယောက်ကိုအကြောင်းပြုပြီးဟောပါတယ်ဗျာအဲ့ဒီသူကျွယ်ရဲ့သားလေးကိုဘာကြောင့်အကြောင်းပြုဟောသလဲအဲ့ဒီသူကျွယ်သည်သူ့သားခုနှစ်ရွယ်ကလေးနဲ့အတူတကွနေလာခဲ့ရမှတနေ့သ၌ကြတော့ဘေးအိတ်တအိမ်ကိုသွားအဖေပဲသွားတယ်ဆိုတာကလေးကမသိရလားပြိဿသိပါဘူးဗျာမသိပေမဲ့ကလေးကပဒကုသလကိုပြိဿပဒဆိုတာခြေရာကုသလဆိုတာလိမ္မာခြေရာကိုလိမ္မာတယ်ခြေရာကိုကြည့်ပြီးတော့ဘသူခြေရာသူသိသူ့ဖခင်ရဲ့ခြေရာကိုကြည့်ပြီးတော့လိုက်သွားလိုက်တာဟောဘေးအိမ်ကြတော့သူ့အဖေတွေ့လူလေးတဲ့မင်းအဖေသွားတာမင်းလည်းမသိပဲနဲ့ဘယ်နဲ့ကြောင့်ဒီလိုက်လာနိုင်သတို့ဖခင်နဲ့ဖခင်ရဲ့ခြေရာကိုကြုတ်သိလို့ခြေရာခံလိုက်လာတာပြည်သားကြီးခုခေတ်သခိုးတွေပေါ်နေတာစုံတော့တွေကျုပ်အဲ့ဒီပညာမျိုးပေးခြင်းတယ်ကျုပ်လည်းမတတ်တော့ခက်မှန်လားပြည်သားကြီးမှန်ပါဗျာဟန်ကြတော့ပြည်သားကြီးဟောခြေရာခံပြီးတော့လိုက်ခြေရာခံလိုက်လာတာတဲ့နောက်သူ့အဖေကသူ့သားစုံစမ်းလို့၍ဘေးတအိမ်သွားနောက်တအိမ်ကနေပြီးတော့အဲ့ဒီအိမ်ကနေဟိုဘက်အိမ်ကူဟိုဘက်အိမ်ကနေဒီဘက်အိမ်ပြန်ကူဒီဘက်အိမ်ကနေဟိုဘက်အိမ်ကြော်ကူအခုပြီးတော့ရွာပြင်မဲ့ထွက်ပြီးတော့ရွာထဲပြန်ဝင်ပြီးတော့ပြန်ထွက်ပြီးတော့ဇေရဝံကျောင်းသွားဖခင်ကျောင်းတော်သွားဟောသူ့သားလေးကလိုက်လာဟောဗျာဒီသားကြီးကောင်းလိုက်လာပြီသူလေးခင်ဗျာဖခင်ရဲ့တဲ့မင်းအခုကြည်စမ်းဒီကိုလိုက်လာအဖေသွားတာသိလို့လားသိပါဘူးတဲ့မသိဘဲနဲ့ဘယ်နဲ့ကြောင့်လိုက်လာတော့ဖခင်နဲ့သားလိုက်လာခြင်းသည်ဖခင်ရဲ့ခြေရာကိုကြည့်လိုက်တော့အမလီသွားထားလိုက်တာလားဖခင်ရဲ့သားမောလောက်အောင်ဟိုဘက်အိမ်ကူဟိုဘက်အိမ်ကတအိမ်ကျော်ပြီးဒီအိမ်ပြန်လာဒီအိမ်ကလာပြီးတော့တအိမ်ထကျော်အတော့ကြဟိုပြန်ဒီသွားတယ်မလီရွာပြင်မဲ့ထွက်ရွာထဲဝင်ပြီးတော့မလီကြောင်းထွက်လာတာကိုဗျခင်ဗျာခြေရာတွေကလည်းဗျာပြောလိုက်တော့မြတ်စွာဘုရားတပည့်တော်သားလေးသည်9နှစ်အရွယ်ရှိပါသေးသည်ဗျာတပည့်တော်ရဲ့ခြေရာကိုသူသိပြီးတော့ခြေရာ၌ကျွမ်းကျင်လိမ္မာသောသားငယ်လေးဖြစ်ပါသည်ဗျာအဲ့ဒါလို့မြတ်စွာဘုရားလျှောက်တော့မြတ်စွာဘုရားကိုတော်မြတ်ကဟဲ့သူကျွဲတဲ့မင်းသားသည်မြေကြီးပေါ်မှာနင်းထားသောခြေရာကိုသာလျှင်လိမ္မာခြင်းဖြစ်ပါတော့ကွယ်ဟောရှေးတုန်းကနောက်အခါတုန်းကဒီလိုမြေကြီးပေါ်နင်းတဲ့ခြေရာခြင်းမဟုတ်ကောင်းခင်တက်သွားသောခြေရာကိုလည်းလိမ္မာတဲ့ပုဂ္ဂိုလ်တွေရှိဘူးတဲ့သူကျွဲမြတ်စွာဘုရားတဲ့ကောင်းကင်ကခြေရာကိုလိမ္မာတယ်ဆိုတာသိကျင်လို့ဘုရားတပည့်တော်အတနာသဖြင့်တရားအခွင့်ပေးပြီးတော့အတိတ်ဇလံကလေးဆောင်းတော်မူပါဗျာရှောက်အဲ့ဒါလို့လျှောက်တော့မှမြတ်စွာဘုရားကိုတော်မြတ်ကအတိတေပါရဏတိယအစရှိသဖြင့်ဟောမြတ်စွာဘုရားကိုတော်မြတ်ဟောကြားခဲ့မဟောဘူးလားပြိဿကြီးဟောပါဗျာဟောလွန်လေပြီးသောအခါမှာတရားနာပြိဿကြီးကျွတ်တို့အတ္တမုခိလို့ဆိုတဲ့ဘလူးမတယောက်ရှိအဲ့ဒီအတ္တမုခိခေါ်တဲ့ဘလူးမသည်ဝတ္တဝင်နတ်မင်းကြီးရဲ့အပိုင်စားပေးခြင်းကိုခံရအပိုင်စားကဘယ်လိုပေးသလဲအလျားအဖြစ်ယူဇနာ30ဒီကတယူဇနာ73မိုင်ဆိုတော့ယူဇနာ30ဆိုမိုင်ပေါင်းဘယ်လောက်ရှိ390ဒါကြောင့်တရားနာပိဋကဒါလောက်ရှည်လျားတဲ့နေရာသူအပိုင်စားရအနံအဖြစ်ငါးယူဇနာပိဋကအနံအဖြစ်60နဲ့9မိုင်ပိဋကရေအနံကအလျားကကျွတ်တို့390အဲ့ဒီနေရာကိုရောက်လာသမျှသူစားစီဆိုတဲ့အပိုင်စားရခဲ့ဒီအပိုင်စားရထားတဲ့အတ္တမုခိဘလူးမသည်လာသမျှလူတွေအကုန်ဖမ်းစားဒီနေ့ပုံသားတယောက်ကခရီးသွားနောက်ကသူ့ပိဋကနဲ့
အဲ့ဒီပုံနာကအတော်လှတော့လေကြည်တရားနာပြည့်တာဘလူးမကလူတွေမြင်တော့စားမလို့တအားပြေးတအားပြေးရင်ကနေပြီးတော့ပုံနာမျက်နှာလေးလည်းမြင်လိုက်ရောသူအယုတ်ဆိုးသလောက်ပုံနာလှတာတွေ့လိုက်တော့ဟဲလှလိုက်တာပုံနာလေးဟဲမလေးနှာခေါင်းလေးကလည်းသွဲလုံးငါနှာခေါင်းထဲပါဆိုင်တော့သူ့ပါးစပ်လေးကလည်းလှလိုက်တာကာကြီးလေးလို့မဲဟေးတဲ့မျက်နှာလေးပါလားပုံနာမြင်တော့ตาရနှစ်သက်ပြီးတော့ဘလူးမကပုံနာထံတအားပြည့်အသွားဘာပြောကောင်းမလဲနောက်ကပါလာတဲ့လူတွေအကုန်ထွက်ပြေးပုံနာပိဿတိမရှိတော့ပုံနာလေးကိုဘလူးမကြီးကလေပိဿမှတ်ထားနော်တနာသွားတယ်ငါစားရင်သူသေးပါတဲ့ငါကလည်းသူ့မျက်နှာလေးမြင်ကြတဲ့ကစားချင်စိတ်မရှိဘူးတဲ့ဘလူးပဲဒီခေတာမဟုတ်ဘူးငါစားချင်စိတ်မရှိဘူးတဲ့သူ့တနာတယ်တဲ့ဟောဘလူးမတနာသွားတော့ပုံနာလေးကြောပေါ်တင်ပြီးတော့သူ့နေရာခေါ်သွားရောကဲပုံနာနဲ့ဘလူးမအတူတကွပေါ့ဗျာအတူတကွပေါ့နေကြထိုင်ကြပုံနာမဟုတ်ပေါ့ဗျာကျွတ်လို့ဆိုကြောက်ပါမျက်နှာနာမကနဲ့ဘာနာမကရဲနဲ့တော့ကြအချိန်မတန်လို့သူဒေါသဖြစ်အခမသိကြိုက်စားကြစားမှာဒါပေမဲ့သူ့ရဲ့စက်နဲ့သူ့ကြတော့ဘလူးမနဲ့ပုံနာအခင်ပြေလို့နေကြသို့တော်လည်းတရားနာပိဿဘလူးမကလေအဲ့ဒီပုံနာကိုဟောလှိုင်ငူကြီးတဲ့ထားပြီးတော့ကြောက်ဖြာကြီးပိတ်ထားခဲ့သူမရှိတော့ထွက်ပြေးမှဆိုလို့တဲ့ငါကလူသားစားတဲ့ဘလူးမတန်ရိုးစင်တော့တွေ့ကြမိပြီလေသို့ပါတော့လေတနေ့နေ့တစ်ချိန်ချင်းငါဒုက္ခပေးမှာပဲလို့ငါကိုကြောက်လန့်ပြီးတော့ငါမရှိတော့ထွက်ပြေးမှဆိုရတယ်ကြောက်ဖြာကြီးပိတ်ထားခဲ့သူမရှိတော့ပိတ်ထားပြီးတော့သူပိုင်ဆိုင်တဲ့မြေပြင်ပေါ်မှာရောက်လာသမျှလူတွေကိုအကုန်လိုက်ပြီးတော့လူပစိုးတွေလူပိဿလူတွေမှအဲ့ဒါလူတော်မို့ပစိုးတွေလူအင်ကြီးတွေလူစီတွေလူဆန်တွေလူဘလူအတွက်တုံးဆိုတော့သူ့အဟွာအတွက်ပုံနာအတွက်လူပြီးတော့တရားနာပရိသတ်ရေဟောကြည့်အဲ့ဒါတွေသူ့လင်သားကိုပေးရော့ဒါဝိဒီအင်ကြီးဝိဒီပစိုးဝိရော့တို့ကလူသားစားပြီမဲ့လို့မောင်ရဲ့မောင်ကတော့လူသားဖြစ်နေတော့ဆန်းတဲ့စီကိုစားတယ်ရော့ဒါဒီစားတနာစရာနော်ဘလူးမလည်းပြိဿတနာစရာပေါ့သူခမသူကလူသားစားပြီမဲ့လို့သူ့လင်းသားအတွက်ဆန်းနေစီတွေအဝတ်ထည်တွေယူပြီးတော့ဒါတွေကိုကျွေးသည်သူသွားတော့ကြောက်ဖြာပိတ်သူပြန်လာတော့ကြောက်ဖြာဖွင့်ဒီလိုနေတော့လာခဲ့ရဘလူးမသည်သတ်တန်တွေခလို့ဟော6 လလွယ်ပြီး10 လကြာဖွာပါရောဗျာကျမ်းဂန်နဲ့ပါတဲ့အတိုင်းတော့ဘလူးမလည်း6 လ10 လပဲလားဖေ။ဟုတ်တယ်6 လ10 လပဲ။အဲ့ဒါကျမ်းဂန်ပါတဲ့အတိုင်းမယုံရင်ဗရကုသလမာနဝဇတ်မှာကိုယ့်ဘာကိုရှာကြည့်ကြ။6 လလွယ်10 လကြာတော့ဖွာတဲ့မြို့။ဖွာတော့သားယောက်ျားလေး။ဟဲဟန်ကြလိုက်ပါပြီ။ဟောရဲ့ငါ့ကိုပြစ်မသွားပါနဲ့တော့ပုံနာကပြောတယ်အိုးမင်းကိုဘယ်တော့မှပြစ်သွားမယ်ပြောလို့တော့မဟုတ်ဘူးလေတဲ့လူသားနဲ့ဘလူးမဆိုတော့တနေ့နေ့တစ်ချိန်ချင်းကြတော့ငါဒုက္ခပေးမှာပဲဆိုပြီးတော့စိတ်လေးပြီးထွက်ပြေးမှဆိုလို့ကြောက်ဖြာကြီးတောင်ပိတ်ထားခဲ့ရတာမဟုတ်လားမသွားပါဘူးကွယ်စိတ်ချပါတော့စိတ်ချပါဆိုပေမဲ့လို့ကြုတ်ရှိတုံးလားစိတ်ချတယ်ကြုတ်မရှိရင်တော့တော်တော်သားဖပိတ်ခဲ့ရမှာဟောဒီကြောက်ဖြာတိုက်ပိတ်ပါမင်းစိတ်မချပိတ်ပေါ့ဒီလိုနဲ့ကြောက်ချာကြီးပိတ်ထားပြီးတော့ဘလူးမကရှာကျွေးအလုံးမစားရဘူးလူသားများအဆင်ပြေခြင်းတော့ဘလူးနဲ့တွေ့ဒီတရားနာပရိသတ်ကြီးအဲ့ဒါလို့ရှာဖွေလောက်ကိုင်းကျွေးပြီးတော့လာခဲ့ရသားကလေးကအရွယ်ရောက်လာခဲ့ပြီအရွယ်ရောက်လာတော့ကလေးလေးကကြည့်ပြီးတော့သူ့ဖေမျက်နှာကြည့်လိုက်ဟာဖေကလှသူ့မေမျက်နှာကြည့်မလေးကြောက်ချာကြီးကြောက်စားရှိရှေ့တော့မေးလို့မကောင်းသေးဘူးဖေကလှတယ်မေကရုပ်ဆိုးတယ်ငါမေးကြည့်ပြီးကြောက်နေတယ်မေးမယ်ရှေ့တော့မေးလို့မဖြစ်ဘူးအယုတ်ဆိုးတဲ့မေကခံချင်မှာမဟုတ်ဘူးဟောသူ့ဖေနဲ့2 ယောက်ထဲနေကြ
ဖေဖေတဲ့ဖေဖေကြတော့လှတယ်ဗျာတဲ့အမေကြတော့ဘာလို့အယုတ်ဆိုတာဒုံးနဲ့မျက်နှာကြီးကလည်းဘူးတွေဒစ်တိနေတဲ့သွားကြီးကလည်းရှည်ကြီးပဲတဲ့မျက်လုံးကြီးကလည်းလင်းကွင်းကြီးလောက်တဲ့လက်ကွင်းကြီးလောက်ကြောက်စရာကြီးတဲ့ဖေဖေနဲ့မေမေဘာကြောင့်မတူကြတာတော့အော်သားကလည်းကွယ်ဘယ်တူမရုံးပါရဲ့အဖေကလူသားမေကဘလူဗျာလူလေးလန့်သလားလန့်တော့ပေါ့ဗျာဘလူဆိုရင်ကြုတ်ဒီနေရာမနေချင်တော့ဘူးအော်လူလေးရဲ့ဒီနေရာမနေချင်တော့ဒီလိုမပြောနဲ့လေမင်းအမေကမွေးတော့မင်းကအမေသားပဲကို့အမေဘလူပဲမကိုကလူပဲသားရဲ့ဘလူပဲဖြစ်စေလူပဲဖြစ်စေတရိစ္ဆာန်ဖြစ်စေဘယ်လိုပုဂ္ဂိုလ်သတ္တဝါပင်ဖြစ်စေကိုမွေးထားတဲ့သားသမီးကိုအမတန်ချစ်ကြပါတဲ့သားရဲ့တတ်တော့သားရဲ့မင်းဒီလိုမပြောနဲ့နော်ဖေဖေတဲ့ဒီလိုမပြောနဲ့ဆိုပြီးကြုတ်တော့မနေချင်ဘူးဗျာတဲ့ကလေးလေးကအရွယ်ကလေးရလာတော့တရားနာပိဋကကြောက်ဖြာကြီးဖွင့်ပြီးသူ့အဖေပြင်မဲ့ထုတ်ထားသူ့ဖေပြင်မဲ့ထုတ်ထားသူ့မေကပြန်လာဟောဘောင်ကြီးဘာလို့ကွယ်ဘာလို့ပြင်မဲ့ထွက်နေတာတော့အိုးတဲ့ပြင်မဲ့ထွက်နေတာကြောက်ဖြာကြီးပွင့်လို့ထွက်တာလေဟင်ကြောက်ဖြာကြီးဘယ်သူလောက်ဖွင့်တော့မင်းသားဖွင့်ပေးတော့ပါကွယ်လာတောင်းဝင်ပြောင်းဝင်ကြောက်ဖြာကြီးဖွင့်ပြီးတော့လှိုင်ကူလည်းပြန်ထက်ခီးထွက်တော့ပိတ်နောက်တစ်ခါသားလို့သူကဖွင့်ပြီးဖေပြင်မဲ့ထုတ်ထားပြန်ရောဒီလိုသူ့ဖေပြင်မဲ့ထုတ်ထားတာဖြစ်တော့သားကိုချစ်တဲ့ဘလူးမခမရသည်သားအပေါ်အမျက်ဒေါသလည်းပါမမထားဘာမှမငင်းမဲချင်းငေါက်ချင်းမရှိမင်းသားဖွင့်တာဆိုတဲ့ကငြိမ့်သွားရှာသည်မိခင်များရဲ့မေတ္တာဟေးငါညီများနှမများအတူယူထားကြစမ်းပါကွဲ့မင်းတို့ငါတို့ရဲ့အမေတွေလည်းဒီလိုပဲဟာဒီထဲအဖေလို့သူကဒုတ်ကြီးနဲ့ရိုက်မယ်လို့ရင်တော့ဒုတ်သေးသေးနဲ့လုံတော့ကလေးမတော်တဆရိုးဝနုံကျိုးသွားရင်ဒုက္ခအမေကဟဲ့မင်းတို့ငါတို့အမေတွေလည်းဒီလိုပဲဟာ